ဇလန်းဆာမှာမြေရောက်လို့ဝီလောကတကူကိုပြသထားပါတယ်အဲ့ဒီမှာကာတာဆိုတဲ့ကောင်ကပွဲတိုင်းနိုင်ပြီးတော့ဆရာကြီးလုံနေတာပေါ့ဒါကိုဘားပိုင်ရှင်မျိုးသမီးဖရန်ကီကတွေ့ပြီးသူမရဲ့ဘာမှာလုံခြုံရေးလုပ်ဖို့အတွက်ကာတာကိုလာရောက်ငှားရမ်းပါတယ်ဒါပေမဲ့နောက်ပွဲမှာကာတာကိုစိန်ခေါ်ဖို့ဟူဒီအင်ဂျီနဲ့လူတယောက်တက်လာတဲ့အခါမှာတော့ကာတာတယောက်အကြောက်လုံပြီးတော့ပြိုင်တော့မပြိုင်တော့ဘဲနဲ့ဆင်းပြေပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကဝိုင်းကနဝင်လက်ဝိတ်ကျော်ဒေါ်တန်ဖြစ်နေလို့ပါဒေါ်တန်ကပတ်စံနေယူပြီးအပြန်မှာလူမိုက်တယောက်ကဓာတ်နဲ့လာထိုးပေမဲ့ဒေါ်တန်ကအေးစစ်စစ်ပဲမင်းတေချာစဉ်းစားပြီးမှလောက်တာလားလို့မေးလိုက်ပါတယ်ထိုလူကကြောက်လန့်ပြီးဓာတ်ဘာထားခဲ့ကထွက်ပြေးသွားပါတော့တယ်ဒါကိုမြင်တဲ့ဖရန်ကီကဒေါ်တန်ကိုတစ်ပတ်ဒေါ်လာ9000နဲ့အလုပ်ခေါ်ခဲ့ပေမဲ့ဒေါ်တန်ကညင်းပြီးထွက်လာခဲ့ပါတယ်ဒါပေမဲ့လမ်းမှာသူ့ကားကိုရထားတိုက်မိပြီးကားပြတ်သွားတာကြောင့်ဒေါ်တန်တယောက်ရွေးချယ်ပြမရှိတော့ပဲဖရန်ကီရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီးဂလက်စကီးမြို့လေးကိုရောက်လာခဲ့ပါတော့တယ်